ထိုင်းနိုင်ငံ10သိန်းရတဲ့အလုပ်ကိုကျွန်တော်ပြောပြမယ်ပေါ့နော်အလုပ်ဘယ်လိုလုပ်ရလဲအပစံရဖို့ဘယ်လောက်ခက်ခဲလဲမခက်ခဲလဲဆိုတာကျွန်တော်တို့တစ်ချက်အရင်သွားကြည့်ကြမယ်ပေါ့နော်ဘယ်လိုအလုပ်လဲဆိုတော့ဒီမှာဒီလိုတန်တွေဒီလိုတန်တွေဒီလိုတန်တွေသူတို့ပြန်မထုတ်ရတယ်ပေါ့နော်အခက်ခဲဆုံးအပိုင်းဒီဆောက်လုပ်ရေးပဲပေါ့နော်ဒါသူတို့တွေပေါ့နော်သူကကော်ဆောင်ပေါ့နော်ဆောက်လုပ်ရေးအဓိကဆုံးအချက်ပေါ့နော်ဒီလိုပြသူတို့ကဒီတန်ချက်တွေကိုကတ်လိုက်တယ်ပေါ့နော်ကတ်ပြီးတော့ပြလက်မြေတွေလောင်းထည့်တယ်ပေါ့နော်အဲ့လိုလောင်းထည့်ပြီးတော့မှဒီ6သွားလို့ရှင်တော်တော်လေးကြာတော့ထားတယ်ဗျအဲ့ဒါကိုပြန်ခွာတယ်ပြန်ခွာတော့ဒီကလင်းဆန်နဲ့ပြန်ဆွဲထုတ်တယ်ဒါကျွန်တော်အခက်ခဲဆုံးအပိုင်းပဲပေါ့နော်ဒီရှေ့ကတော့ဆက်လုံနေပေါ့နော်ဒါမျိုးလုံနေရဗျဒါမျိုးလည်းတူပဲနော်သူတို့ကတန်ချက်2ချက်ကာလိုက်တယ်ပြီးတော့အတရားဆုံးမှာပွန်းလောင်းထည့်တယ်ပြလက်မြေလောင်းထည့်တယ်ပေါ့နော်ပွန်းဆိုတာပြလက်မြေပေါ့နော်အဲ့ဒါတွေလောင်းထည့်တယ်ကြောက်တွေပါလောင်းထည့်ပြီးတော့မှသူအဲ့လိုပြန်ခွာတယ်ပေါ့နော်ဒါအခက်ခဲဆုံးအပိုင်းပဲဗျကော်ဆောင်ပေါ့နော်ဆောက်လုပ်ရေးရဲ့အခက်ခဲဆုံးအပိုင်းပေါ့နော်အန်တယ်လည်းတအားများတယ်ဗျတန်တွေနဲ့ဗာတွေနဲ့ဆိုတော့လေကျွန်တော်တန်ပြမယ်နော်အဲ့လိုတန်တွေဗျရှင်းပါဒီမှာဒီလိုတန်တွေဒီလိုတန်တွေဒီလိုတန်တွေသူတို့ပြန်မထုတ်ရတယ်ပေါ့နော်ခက်ခဲတယ်ဗျပြင်ပန်းနေတာပြင်ပန်းတယ်ပေါ့နော်ဒါကြောင့်ဂရိန်းမောင်းတာပေါ့နော်ဒီဂရိန်းနဲ့ပဲအဲ့ဒီတန်တွေကိုဆွဲထုတ်ရဲဆွဲသွေးနေပေါ့နော်ဒုတိယတက်တာဒါမျိုးပေါ့နော်ဒါမျိုးတက်တာတယ်ဗျဒီမြေကြီးတွေကိုညီအောင်လုပ်တယ်ပေါ့နော်ညီအောင်လုပ်တယ်ပြီးတော့မှပုံလောင်းဖို့ပြင်ဆင်တယ်ပေါ့နော်ဒါကဒုတိယတက်တာဗျကော်ဆောင်မဟုတ်ဘူးနော်သူတို့တွေကကော်ဆောင်မဟုတ်ဘူးဗျဒီအထက်ကဒီလိုအပေါက်ဖြစ်နေတာတွေကိုပြန်ဖာရတယ်ပေါ့နော်နဲ့တက်တာတယ်ဗျအဲ့ဒါဆိုတော့နဲ့တက်တာတာပေါ့နော်ဒီလိုပွန်းနော်ဒီလိုပွန်းအကျန်းကိုဒီလိုအုပ်စီထားတဲ့နေရာမှာအချောပြန်လိုက်တယ်ပေါ့နော်အုပ်စီတာလည်းတက်တာတယ်ပြီးတော့အဲ့အုပ်စီထားတဲ့ဒီပြလက်မီအကျန်းချောတာလည်းတက်တာတယ်ပေါ့နော်နည်းနည်းပင်ပန်းတာဆိုလို့ဟိုဟာပွန်းဖြော်တဲ့ချိန်ပဲပင်ပန်းတာဗျနော်ဒါကနည်းနည်းတက်တာတယ်ဒီအုပ်ကိုအချောပြန်လုပ်တယ်ဒီလိုအချောလေးဒီပွန်းလိုအချောလေးပြန်လုပ်တယ်အဲ့ဒါဒုတိယပေါ့နော်နည်းနည်းပိုတက်တာတယ်အဲ့ဒါပထမခက်ခဲတာကောစမ်းပေါ့နော်ဒီဆောက်လုပ်ရေးလုံးဝဒီဒါလေးတွေမရှိခင်ပေါ့နော်ဒါလေးတွေမရှိခင်အဲ့ဒါတွေကိုကျွန်တော်တို့ကွဲလိုက်အကွဲလိုက်ဖော်တာပေါ့နော်အဲ့ဒီဟာပြင်ပန်းတယ်ဆိုအန်တီလည်းများတယ်ပေါ့နော်